လက်ရှိဆီယမတို့ကစာ၄ပိုက်ရေးထားတယ်ဒီမှာတစ်ပိုက်ပြီးသွားရင်ဒီမှာတစ်ပိုက်ပြီးသွားရင်ဒီမှာတစ်ပိုက်ဒါဆိုဒီမှာတစ်ပိုက်စာ၄ပိုက်ရေးထားတယ်အဲ့ဒီစာ၄ပိုက်ကိုဆီယမတို့ကကောလန်အနေနဲ့အကန့်အနေနဲ့အကန့်၄ကန့်ခွဲခြင်းတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကောလန်အကန့်တွေကဘယ်လိုအခါမျိုးတွေမှာအသုံးပြုလဲဆိုလို့ရှိရင်ဥပမာအားဖြင့်ကိုယ့်ရဲ့စာရွက်အတိုင်းအတာသည်အရန်ကိုရှည်နေတဲ့စာရွက်ဖြစ်နေတယ်ဥပမာအားဖြင့်ထားပါတော့သတင်းစာလိုပုံစံမျိုးသတင်းစာလို့ပြောလိုက်တဲ့အခါကျရင်စာရွက်ကအရန်ရှည်နေတယ်အရန်ကြီးနေတယ်ဒါဆိုရင်အဲ့ဒီသတင်းစာမှာစာရွက်တွေကိုအကန့်တွေခွဲပြီးမရိုက်ပဲနဲ့တစ်ကြောင်းအပြည့်တစ်ကြောင်းအပြည့်တစ်ကြောင်းအပြည့်ရေးထားတယ်ဆိုရင်အခုလိုပုံစံမျိုးပေါ့နော်အဲ့လိုစာရွက်မှာအပြည့်အဲ့လိုရေးထားတယ်ဆိုရင်စာရွက်အရန်ကြီးနေတာဖြစ်တဲ့အတွက်ဖတ်တဲ့သူအနေနဲ့တစ်ကြောင်းပြီးသွားလို့နောက်တစ်ကြောင်းပြန်ဖတ်တဲ့အခါကျရင်စာကြောင်းတွေကြော်တာတွေဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်စာကြောင်းတွေကအရှည်ကြီးမို့လို့လေစာကြောင်းတွေကြော်ပြီးဖတ်တာဖြစ်နိုင်တယ်။ဒါကြောင့်မို့လို့တို့တွေကအဲ့လိုမျိုးစာရွက်စာကြီးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကိုယ့်ဘာသာကိုဒီလိုကော်လန်ခွဲပြီးတော့မှရေးချင်လို့ပဲဖြစ်ဖြစ်ဒါဆိုစာတွေကိုဘယ်လိုရေးလို့ရလဲဆိုလို့ရှိရင်เนาะအကန့်တွေခွဲပြီးရေးလို့ရတယ်ဒါဆိုရင်စာတွေကိုအကန့်ခွဲပြီးတော့မှရေးချင်တယ်ဆိုရင်အကန့်ခွဲချင်တဲ့စာတွေကိုအရင်ဆုံးဆက်လက်မှတ်ပေးရမယ်ဒါဆိုရင်မကအခုလက်ရှိဒီ၄ဘိုက်ကိုရေးချင်တာဖြစ်တဲ့အတွက်ဒီ၄ဘိုက်ကို selection မှတ်လိုက်မယ်ပြီးသွားရင် layout tab တွေကိုနှိပ်မယ်ဒါဆို layout tab ကနေမှတဆင့် column နှိပ်ပေးရမယ်ကော်လန်ကနေမှတဆင်ဒီအပေါ်မှာရှိတာတွေကိုအခုလက်ရှိမယူသေးဘူး။ဘာဖြစ်လို့မယူသေးလဲဆိုလို့ရှိရင် file တစ် file မှာစာရွက်10ရွက်ရှိတယ်ပဲထားအောင်10ရွက်လုံးကိုကတခါတည်းကော်လန်ပြီးခွဲပေးလိုက်မယ်။ဆရာမအဲ့လိုမျိုး file တစ် file ထဲမှာရှိတဲ့စာရွက်အားလုံးကိုခွဲချင်တာမဟုတ်ဘူး။လက်ရှိ selection မှတ်ထားတဲ့အကန့်ကိုပဲတို့တွေကကော်လန်ခွဲချင်တာဖြစ်တယ်။အဲ့ဒါကြောင့်မို့လို့ more columns ကိုနှိပ်မယ်။ more columns ကိုနှိပ်ရင် box ရလာတယ်။ကိုကဘလို့ပုံစံမျိုးအကန့်မျိုးဘလောက်ခွဲချင်တာလဲ။ကိုခွဲချင်တဲ့အကန့်အရေးအတွက်ကိုရွှေ့ပေးရမယ်။ဒါဆိုလို့ရှိရင်အခုလက်ရှိ numbers of column နေရာမှာ1ဖြစ်နေတယ်။ကိုကြိုက်သလောက်ခွဲထုတ်လို့ရတယ်။ဒါဆိုလက်ရှိ၄ခုခွဲချင်တာဖြစ်တဲ့အတွက်ဒီနေရာမှာ 4လို့ရေးလိုက်မယ်ပေါ့နော်။အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင် width ဆိုတာက column တစ်ခုချင်းစီရဲ့အကျယ်ကိုပြောတာ spacing ဆိုတာ column တစ်ခုနဲ့ဒီဘက် column တစ်ခုနဲ့ကြားအကွာအဝေးကိုပြောတာဒါဆို spacing က0.5ဆိုပြီးတော့မှရမယ်ပေါ့နော်အဲ့ဒါပြီးသွားရင် apply to နေရာမှာလက်ရှိ text စာသားတွေကို selection မှတ်ထားတာဖြစ်တဲ့အတွက် apply to နေရာမှာ selected text ဆိုပြီးတော့မှသူ့ဘာသာသူ auto ဝင်နေလိမ့်မယ်အကယ်၍များတို့တွေကစာမရိုက်ခင် column ခွဲလိုက်ခြင်းတယ်ပြီးွားတော့မှစာရိုက်မယ်အဲ့လိုပြင်ချင်ရလားဆိုပြီးရတယ်ဒါဆိုဒီမှာအောက်စင်းတဲ့မြားလေးကိုနှိပ်ပြီးတော့မှ whole တစ်ခုမှဆိုရင်စာရွက်အားလုံးကိုက column တွေခွဲပြီးတော့မှပြထားပေးမယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တို့တွေက okay နှိပ်မယ်ဒါဆိုလို့ရှိရင်ကိုရေးထားတဲ့စာတွေကိုအကန့်၄ကန့်အနေနဲ့ဖွင့်ထုတ်ထားပေးမှာဖြစ်တယ်ပေါ့နော်ဒါဆိုရင်အကန့်တွေကွဲသွားလားမကွဲသွားလားဘယ်လိုသိရလဲဆိုဒီအပေါ်မှာပေတံတန်းပေါ်မှာကြည့်ကြည့်မယ်ပေါ့နော်ပေတံတန်းပေါ်မှာစာရေးလို့မရတဲ့နေရာမာဂျင်နေရာဆိုရင်မီးခိုးရောင်နဲ့ပြထားပေးတယ်စာရေးလို့ရတဲ့နေရာအလုံးလုံးလို့ရတဲ့နေရာဆိုရင်အဖြူရောင်နဲ့ပြထားပေးတယ်အဲ့ဒါကြောင့်မို့လို့ဒီကနေဒီထိဆိုအဖြူရောင်ဒါဆိုစာရေးလို့ရတယ်ပြီးသွားရင်ဒီအလယ်မှာမီးခိုးရောင်ဒါမီးခိုးရောင်ဆိုတာကဒါ margin ပေါ့နော်စာရိုက်လို့မရဘူးအခုနတော့ငါပြောထားတယ်0.5အကွာအဝေးရှိတယ်လို့ပြောထားတယ်ပေါ့နော်အဲ့ဒါပြီးသွားရင်တခါဒီမှာအဖြူရောင်ဆိုတော့စာရေးလို့ရတယ်ဒီမှာမီးခိုးရောင်ဆိုလို့ရှိရင်တော့ဒါ margin ပတ်ချမ်းစာရေးလို့မရဘူးပေါ့နော်ဒါဆိုလို့ရှိရင်အစရှိတဲ့ပြေတို့တွေကဘာလုပ်လို့ရလဲဆိုရင် column တွေကိုခွဲပြီးတော့မှစာတွေကိုရိုက်သွားလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီလောက်ရတယ်ဟုတ်对呀。ဟုတ်ကဲ့